နော်အေးမြန်ကြည့်မယ်နဲ့တို့လည်းငါတို့လူများမနှိမ့်ဆက်နေကြတယ်ဒီကောင်တွေနေကအလောက်ကရှုပ်ပါတယ်ဟယ်လိုကျွန်တော်မိမအိမ်နာသွားနေလို့ခဏဆောင်းပေးအောင်လေခဏဆောင်းအောင်နော်သူဖုန်းကသူလက်ထဲမှာခဏဆောင်းနော်ပြန်ခေါ်နော်မြန်လေးကြည့်ပေးပါရှင်ခဏလေး6လုံးကအရေးကြီးပါတယ်ခဏ6လုံးအမြန်လေးကြည့်ပေးပါနော်အေးကျွန်တော်လည်းအရေးကြီးနေတယ်ခဏလေးကျွန်တော်မိမကအိမ်နာတက်နေအိမ်နာတက်တယ်ဆိုမင်းညကသူကလေသမီးစားတဲ့အဲ့ဒါမှာအချင်းကြီးနဲ့ငပိရေးအဲ့ဒါဒီအကုန်စားတယ်အဲ့ဒါကြောင့်ဘိုက်နာနေတယ်လို့ခဏဆောင်းပေးနော်ခဏအင်ဒါမာအဲ့ဒါလည်းရှိတယ်လေအဲ့ဒါရှိတယ်မကောင်းဘူးလေအင်နာထဲမှာဝင်တော့ကြည့်လို့မကောင်းဘူးအဲ့ဒါရှိလို့ခဏဆောင်နေနော်ဟုတ်ကဲ့ပါဒါဆိုရင်လူချင်းမရဲ့အကောက်က2မိနစ်မှာကြော်သွားမယ်ဆိုရင်လူချင်းမရဲ့အကောက်ပိတ်သွားမယ်ဆိုရင်ဘယ်လိုလုပ်လဲကျွန်တော်လားငိုမလေးကျွန်တော်လည်းငိုမှာပေါ့ဘာလို့မလဲကျွန်တော်ဒီခဏဆောင်လေကျွန်တော်မိမကအိမ်နဲ့တက်တယ်လေအိမ်နဲ့တက်တယ်လေအရေးကြီးနေတယ်သူလားဘိုက်နာနေတယ်လေခဏဆောင်နော်ပြန်ခေါ်လိုက်နော်ပြန်ခေါ်လိုက်နော်အဲ့ဒီပြီးပြီလားမြန်လောက်လို့ပါပြန်အိမ်နဲ့တက်တာလားပြီးဘာလဲပြောင်းတဲ့တန်ဘာလဲပြောင်းအိမ်မှာပတ်စမ6လုံးကြာပြီလားကြာပြီလေကြာပြီလေကွာမပြောရတော့မယ်လေဘန်းမှာထားပြီးသားဒီ password 6လုံးကုတ်6လုံးကိုဘယ်သူ့ကိုမှမပြောရဘူးမပေးရဘူးတဲ့ကိုယောက်ျားကိုတော့မပြောပြဘူးအဲ့ဒီပြုတ်မအောင်ညာထင်နေရမအောင်ညာထင်နေရ